အားလုံးပဲမင်္ဂလာပါကျွန်တော်တကယ်ချင်းချင်းမိတ်ဆွေများအတွက်တစ်ပင်စီအလုံးတွေပေါ့နော်အလုံးတွေကို၄ရောက်တိုင်ဖြစ်အောင်လို့ပြုလုပ်ပုံအစဉ်စဉ်ကိုပြန်လည်မျှဝေလိုက်ပါတယ်ဒါဆိုရင်တော့ပေါက်ပြားနေပေါ့နော်ဘေးတွေတွင်းချပြီးတော့ရေပေါ်လက်ထိုးရေပေါ်နဲ့ရေပေါ်ထိုးတယ်ပေါ့နော်ချောတက်ဖြစ်သွားအောင်လို့ဒါပြီးတော့ရင်သူကတုံးကိုဆက်မှာအတွက်ဒီအလဲဆန္နာချိုးပြီးတော့ဒီလွန်နဲ့ပေါ့နော်စိုးသွားလွန်နဲ့ကျွန်တော်တို့တက်ကလေးထဲပေါ့30မိနစ်မှာတက်ကလေးထဲပေါ့ဖောက်လိုအပ်တဲ့အတိုင်းတစ်ခုလောက်ဖောက်ထင်းရတယ်ပေါ့နော်ဖောက်ထင်းပြီးတော့ဒါတက်ရိုက်ပြီပေါ့နော်တက်ရိုက်ပြီးတော့ကျွန်တော်တုံးဆက်လိုက်တဲ့အခါမှာဒုတိယကြီးမာလာတဲ့အတုံးပြကြီးတုံးရရှိသွားပြီပေါ့နော်ဒါဆိုအချောတက်ပြီးပေါ့နော်ဒီလိုအတုံးမျိုးကိုလိုချင်တဲ့နေရာမှာလိုသုံးလို့ရတယ်ပေါ့နော်